ဇက်လန်စမှာတော့အာကာသယာဉ်တစ်စီးကကမ္ဘာမြေပေါ်ကိုပြတ်ကျလာခဲ့ပါတယ်။အဲ့ဒီနောက်နိုဘီတာကကလေးငယ်လေးရှိမှရောဘာကျိုးနဲ့ပေါ်ဆန်မျိုးစုံလောက်ကပြသနေခဲ့ပါတယ်။ဆူနီယို၊ဂျိုင်းယန်၊ရှီဇူကာတို့က TV မှာလာတဲ့စူပါဟီးရိုးဇက်လန်ကိုကြည့်ပြီးအယုံမှုဖြစ်နေကြတာပါ။ဒါကိုအားကျပြီးဂျိုင်းယန်နဲ့ဆူနီယိုတို့ကသူတို့ဘာသာစူပါဟီးရိုးရုပ်ရှင်ရိုက်ဖို့စီစဉ်နေကြပါတယ်။နောက်တော့နိုဘီတာကတောင်ဝမ်းတစ်ခုပေါ်ကိုရောက်သွားခဲ့ပြီးတငယ်ချင်းတွေရုပ်ရှင်ရိုက်နေကြတာကိုတွေ့သွားခဲ့ပါတယ်။နိုဘီတာကလည်းရုပ်ရှင်မှာပါဝင်ခြင်းပင်မဲ့ဂျိုင်းယန်ကသူ့ကိုမကောင်းဆိုးဝါးအဖြစ်တရုပ်ဆောင်ခိုင်းပြီးအဆုံးမှာရိုက်နှက်လွတ်လိုက်ပါတယ်။ဒါကိုစိတ်ဆိုးသွားပြီးနိုဘီတာဟာအိမ်ကိုပြန်ပြေးကဒိုရေမွန်စီကနေအကူအညီတောင်းလာတော့တယ်။ပြီးတော့နှစ်ယောက်လုံးတောင်ဝန်းပေါ်ကိုပြန်လာကြပါတယ်။ဒိုရေမွန်က Realize ဆိုတဲ့ကိရိယာကိုထုတ်ပေးလိုက်ပြီးအဲ့ဒီကိရိယာဟာသူတို့ဝတ်ထားတဲ့သူရဲကောင်းဝတ်စုံတွေကိုစွမ်းအားပါတဲ့အစစ်အမှန်ဝတ်စုံတွေဖြစ်လာစေပါတယ်။ပြီးတော့ဒိုရေမွန်ကအိတ်ကက်ထဲကနေဘာဂါဒရိုက်တာလို့ခေါ်တဲ့ကိရိယာကိုထုတ်ပေးလိုက်ပါတယ်။အဲ့ဒီကိရိယာရဲ့အကူအညီနဲ့သူတို့အားလုံးဟာအာကာသသူရဲကောင်းတွေဖြစ်လာခဲ့ပြီးအာကာသမကောင်းဆိုးဝါးအတုတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။နိုဘီတာတို့တငယ်ချင်း9ယောက်လုံးဟာဒိုရေမွန်ရဲ့ပစ္စည်းတွေကြောင့်ကိုယ်ပိုင်စူပါပါဝါတွေရလာခဲ့ပါတယ်။ဒိုရေမွန်ကတော့စူပါလက်တီးပါဝါဂျိုင်းယန်ကတော့အရန်တတ်မာတဲ့ခွန်အား၊ဆူနီယိုကတော့လက်ကနေကိရိယာတွေထုတ်နိုင်တဲ့ပါဝါ၊ရှီဇူကာကတော့ရေကိုထိန်းချုပ်နိုင်တဲ့ပါဝါ၊နောက်ဆုံးမှာနိုဘီတာကတော့ကြိုးချီတဲ့ပါဝါရသွားပါတယ်။အဲ့ဒီလိုနဲ့သူတို့ရုပ်ရှင်ရိုက်နေကြတဲ့အချိန်မှာပဲအခြားကြိုတစ်ခုကနေဂျိုသားတယောက်ရောက်ရှိလာပြီးနိုဘီတာတို့ရဲ့စူပါပါဝါတွေကိုမြင်သွားတဲ့အခါမှာသူတို့ကိုတကယ်စူပါဟီးရိုးတွေလို့အထင်မှားသွားပါတယ်။ပြီးတော့သူ့ရဲ့ဂျိုကိုကယ်တင်ပေးဖို့တောင်းဆိုပါတော့တယ်။ဒိုရေမွန်တို့ကလည်းဒါကိုဟမ်ဘာဂါဒရိုက်တာဖန်တီးပေးထားတဲ့ရုပ်ရှင်ရိုက်ကွင်းရဲ့အစိတ်အပိုင်းတစ်ခုလို့ပဲထင်ပြီးအဲ့ဒီဂျိုသားလေးနဲ့အတူအာကာသယာဉ်ပေါ်ကိုလိုက်သွားဖို့သဘောတူလိုက်ကြပါတယ်။အဲ့ဒီဂျိုသားလေးရဲ့နာမည်ကတော့အာယွန်ဖြစ်ပြီးပိုကူရုဂျိုကနေလာတာပါ။ပြီးတော့သူကအဲ့ဒီဂျိုရဲ့ရဲဝန်ထမ်းတူဖြစ်ပါတယ်။အာယွန်ကသူ့ဂျိုရဲ့အခြေအနေကိုရှင်းပြပါတယ်။အခုပိုကူရုဂျိုကိုအာကာသသမားတွေကစီးနှင်ထားပြီးဒီသမားတွေဟာဂျိုရဲ့အဓိကအသက်တွေကြောဖြစ်တဲ့စွမ်းရည်တွေကိုခိုးယူဖို့ကြံစည်နေတာဖြစ်ပါတယ်။အဲ့ဒီလိုနဲ့အာယွန်ကဂျိုကိုကယ်တင်ဖို့သူရဲကောင်းတွေရှာဖွေနေတဲ့အချိန်ဒိုရေမွန်တို့နဲ့တွေ့သွားခဲ့တာပဲဖြစ်ပါတယ်။နိုဘီတာတို့အဖွဲ့ဟာပိုကူရုဂျိုရောက်သွားတဲ့အခါမှာတော့ကစားဝင်းမှာကစားနေကြတဲ့အချိန်ဓမြတွေရဲ့ကင်းသမားတွေနဲ့တိုးပါတယ်သူတို့ကရုပ်ရှင်ရိုက်နေကြတဲ့အမတ်နဲ့စူပါပါဝါတွေသုံးပြီးတိုက်ခိုက်ကြပါတော့တယ်တိုက်ပွဲအတွင်းမှာနိုဘီတာရဲ့အဝတ်အစားတွေစုပ်ပြဲကုန်ပြီးဂျိုင်းယန်ကလည်းတကယ်နာကျင်မှုကိုခံစားလိုက်ရပါတယ်အဲ့ဒီလိုနဲ့ပဲအမှန်တရားကိုသိလိုက်ရပါတယ်ရိုက်ကွင်းကိုထိန်းချုပ်နေတဲ့ဟမ်ဘာဂါဒရိုက်တာဟာဒါဟာရိုက်ခွင့်မဟုတ်ပဲအစစ်မှန်ဖြစ်တယ်ဆိုတာပြောပြလိုက်ပါတော့တယ်သူတို့ဟာတကယ်စူပါဟီးရိုးတွေမဟုတ်ပဲတာမန်ကလေးတွေဖြစ်တာကြောင့်အစမှာတော့ကြောက်လန့်သွားကြပေမဲ့အာယုံကိုတွေးမိတဲ့အခါမှာတော့စုံတိကူညီဖို့ဆုံးဖြတ်လိုက်ကြပါတယ်နောက်တနေ့မနေ့မှာတော့အာယုံကကောင်စီဝင်နေတဲ့ပြည်သူတွေကိုအန်ရရှိရလို့တတိပေးခဲ့ပေမဲ့ဘယ်သူမှမယုံကြည်ခဲ့ကြပါဘူးအဲ့ဒီအချိန်မှာပဲနိုဘီတာဟာအာကာသတခိုးတွေကိုတွေ့ရှိသွားခဲ့ပြီးသူတို့ရဲ့တွန်းထုတ်ခြင်းကိုခံလိုက်ရပါတယ်အဲ့ဒီလိုနဲ့နိုဘီတာဟာရေတွင်းထဲကိုပြုတ်ကျသွားပြီးသူရဲကောင်ဝတ်စုံရဲ့အဓိကအစိတ်ပိုင်းတစ်ခုဖြစ်တဲ့ကျယ်မက်သားဟာနိုဘီတာစီကနေကွာသွားခဲ့ပါတော့တယ်ကဲကောင်းစွာနဲ့ပဲအာရွန်ကနိုဘီတာရဲ့ကြိုးရှိထားတာကိုရှာဖွေတွေ့ရှိခဲ့ပြီးစပိတ်လန်ကဂျိုရဲ့စွမ်းအင်ကိုအာရုံမဆုကျဲကိုဖျက်ဆီးဖို့စောက်ယူနေတယ်ဆိုတဲ့အကြောင်းကိုပါသိရှိခဲ့ပါတယ်ဒါပေမဲ့အာရွန်နဲ့နိုဘီတာကိုမိဘကရှာဖွေတွေ့ရှိခဲ့ပြီးဂျိုင်းယန်နဲ့ဆူနီယိုတို့ဟာအိုကွန်ရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရပါတယ်ရှီဇူကာနဲ့ဒိုရေမွန်တို့ကကျဲဟာသူတို့စီကိုဦးတီလာတာကိုမြင်တွေ့ခဲ့ရပြီးတခုခုမှယွင်းနေမှသိရှိသွားကြပါတော့တယ်အဲ့လိုနဲ့ပဲတငယ်ချင်းတွေကိုကယ်တင်ဖို့သွားကြပါတယ်သူတို့ဟာတငယ်ချင်းတွေကိုကယ်ဆယ်နိုင်ခဲ့ပေမဲ့ရှီဇူကာကိုဟိုင်ဒိုကဖမ်းဆီးသွားခဲ့ပါတယ်ဟိုင်ဒိုကအာရုံရဲ့အခွဲကိုလက်နက်ချခိုင်းဖို့ရှီဇူကာကိုချိတ်ချောက်ခဲ့ပေမဲ့ဘာဂါဒရိုက်တာကအတူရောင်ပေါ်ရိပ်တွေပြသပြီးဟိုင်ဒိုကို6လန့်ကရှီဇူကာကိုကယ်ဆယ်နိုင်ခဲ့ပါတယ်သူတို့အားလုံးခိုးလုံရောင်ကိုရောက်သွားတဲ့အခါမှာတော့အာယွန်ကဒိုရေမွန်တို့ဟာသူရဲကောင်းတွေမဟုတ်ဘဲအတူရောင်တွေဖြစ်တယ်ဆိုတာကိုသိရှိသွားခဲ့ပါတယ်ဒါပေမဲ့သူတို့ဟာသူ့ချိုအတွက်အသက်ဆွန့်ကြိုးစားပေးနေတဲ့စစ်မှန်တဲ့သူရဲကောင်းတွေလို့အာယုံကချီးကျူးပါတယ်။နိုဘီတာတို့အုပ်စုဟာဂျိုကိုကယ်တင်ဖို့ဆုံးဖြတ်ခဲ့ကြပြီးအာကာသသမားတွေစီကိုဦးတည်သွားရောက်ခဲ့ပါတယ်။မက်ဘာနဲ့အိုကွန်တို့ဟာလာရောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။မက်ဘာကအာယုံကိုတိုက်ခိုက်ပြီးနိုဘီတာကကူညီဖို့ကြိုးစားခဲ့ပေမဲ့မက်ဘာရဲ့ခပတ်ကိုနိုဘီတာကမတော်တဆပတ်မိသွားပြီးခိုးယူသူတွေရဲ့အဓိကနေရာကိုရောက်သွားစေခဲ့ပါတယ်။တိုက်ပွဲတွေအတွင်းနိုဘီတာတို့ရဲ့အဖွဲ့ဝင်တဦးချင်းစီကရန်သူတွေကိုရင်ဆိုင်တိုက်ခိုက်ကြပါတယ်။ရှီဇူကာကမေဘာကိုအနိုင်ယူပြီးဂျိုင်းယန်ကအိုကွန်ကိုအနိုင်ယူပါတယ်။ဒိုရေမွန်၊ဆူနီယိုနဲ့အာယွန်တို့ဟာအောက်ထပ်ကိုဦးတည်သွားရောက်ခဲ့ပေမဲ့ဟိုင်ဒိုကသူ့ရဲ့တိုက်လေယာဉ်နဲ့သူတို့ကိုမောင်းထုတ်ခဲ့ပါတယ်။ရှီဇူကာနဲ့ဂျိုင်းယန်တို့ရောက်ရှိလာပြီးဟိုင်ဒိုရဲ့တိုက်လေယာဉ်ကိုဖျက်ဆီးလိုက်ကဟိုင်ဒိုလည်းရေထဲကိုကျသွားခဲ့ပါတော့တယ်။နောက်ဆုံးတိုက်ပွဲမှာနိုဘီတာဟာသူတို့ရဲ့အဓိကရန်သူကြီးဖြစ်တဲ့ Icarus ကိုတယောက်တည်းရင်ဆိုင်တိုက်ခိုက်ရပါတယ်။နိုဘီတာဟာသူ့ရဲ့ shooting skill ကိုအသုံးချပြီးရန်သူကိုပစ်ထုတ်လိုက်ပါတယ်။
အဲ့ဒီလိုနဲ့ပဲနိုဘီတာအနိုင်ရရှိသွားပါတယ်ဟိုက်ဒိုကိုရင်ဆိုင်တိုက်ခိုက်ပြီးတဲ့အခါမှာတော့ဒိုရမွန်တို့အုပ်စုဟာခွေးယူသူတွေရဲ့လိုအပ်ချက်ဖြစ်တဲ့အာရီမဆုကျယ်ကနေစိန်တွေခိုးယူတာကိုသိရှိခဲ့ရပါတယ်နိုဘီတာဟာအီခါရုစ်ကိုတယောက်တည်းရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီးအီခါရုစ်ဟာအားနည်းနေတာကိုသိရှိခဲ့ရပါတယ်ဘာလို့လဲဆိုတော့အာရီမဆုကျယ်ရဲ့အဓိကအစိတ်ပိုင်းဖြစ်တဲ့ Grand Fight ကနေစွမ်းရည်မရရှိတော့လို့ပါဒါကြောင့်နိုဘီတာကသူ့ကိုအလွယ်တကူအနိုင်ယူနိုင်ခဲ့ပါတယ်ဒီလိုအပ်ချက်ကိုသိရှိပြီးတဲ့နောက်ဒိုရမွန်တို့အုပ်စုဟာပြစ်လွတ်ဆက်တွေကိုပိတ်ဖို့တင်မောစီကိုပြန်လာခဲ့ပေမဲ့အီစကာတို့ကစတင်လိုက်ပြီးဖြစ်လို့အရန်နောက်ကျသွားပါပြီကံကောင်းစွာနဲ့ပဲဘာဂါဒရိုက်တာရဲ့အကူအညီနဲ့အချိန်ကိုပြန်လှည့်ပြီးပိုကူလူဂျိုကိုမဖြတ်စည်းခင်အချိန်ကိုရောက်အောင်သွားကကျေပေါက်ကွယ်မှုကိုတားဆီးနိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ပိုကူလူဂျိုသားတွေလည်းအာယွန်ရဲ့စကားကိုယုံကြည်လာပြီးသူတို့ကိုကယ်တင်ခဲ့တဲ့နိုဘီတာတို့အဖွဲ့ကိုကျေးဇူးတင်ကြပါတယ်နိုဘီတာတို့ဟာဂျိုကိုကယ်တင်နိုင်ခဲ့ပြီးသူရဲကောင်းစစ်စစ်တွေလိုခံစားရကဘာမြေကိုပြန်လာခဲ့ကြရင်ဇက်လန်လေးလည်းပြီးဆုံးသွားပါတော့တယ်အဆုံးထိကြည့်လို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ